Apply Psychology for Better Thinking in Business and Life video series ကနေကြိုဆိုပါရစေ။ဒီ video series မှာကိုယ့်ရဲ့စီးပွားရေးနဲ့နေ့စဉ်ဘဝမှာပုံမကောင်းမွန်တဲ့စဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေလှုပ်ဆောင်လာနိုင်စေဖို့စိတ်ပညာကိုအသုံးချနိုင်မဲ့နည်းလမ်းတွေကိုလေ့လာမှာပါ။စိတ်ပညာကိုထိထိရောက်လေ့လာအသုံးချနိုင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စီးပွားရေးနဲ့လုပ်ငန်းခွင်မှာဝင်ငွေနဲ့အကျိုးမြတ်တွေပိုတိုးလာမယ်ဆုံးဖြတ်ချက်တွေပိုပြီးတော့ကောင်းလာမယ် customer တွေပိုပြီးတော့မှဆွဲဆောင်လာနိုင်မယ်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာဆိုလို့ရှိရင်လူတွေကိုအကောင့်ဘက်ကနေလွှမ်းမိုးဆွဲဆောင်လာနိုင်မယ်ရိုးရိုးရှင်းရှင်းနဲ့ထိထိရောက်စဉ်းစားတွေးတောလာနိုင်ပြီးတော့မှရွေးချယ်မှုအမှားတွေဆုံးဖြတ်ချက်အမှားတွေကိုရှောင်ကျဉ်လာနိုင်ပါလိမ့်မယ်ဒီဗီဒီယိုမှာလေ့လာရမယ့်စိတ်ဝင်စားဖို့ကောင်းတဲ့စိတ်ပညာတက်ရောက်မှုကတော့ the urge to conform ဖြစ်ပါတယ် urge ဆိုတာကြတော့လှုပ်ချင်တာပေါ့နော်တောင့်တတဲ့စိတ်သဘောမျိုး conform ဆိုတာကြတော့သူများလုပ်သလိုလိုက်လုပ်တာ the urge to conform ဆိုတာကြတော့ကျွန်တော်တို့သူများတွေလုပ်တဲ့အတိုင်းလိုက်လုပ်ချင်စိတ်ကိုဆိုလိုတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ imitant ထင်ရှားတဲ့သူတေသနာတစ်ခုရှိတယ်အဲ့ဒီသူတေသနာက1950ခုနှစ်မှာစိတ်ပညာရှင် Solomon Asch ကနေပြီးတော့ဦးဆောင်ပြီးတော့မှဖန်တီးခဲ့တာဖြစ်တယ်လူတွေဘယ်လောက်ထိတောင်မှသူများလုပ်တဲ့အတိုင်းလိုက်လုပ်ချင်စိတ်ရှိတယ်ဆိုတာ ਨੇ ပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့ဒီသူတေသနာရဲ့နာမည်ကို Asch Conformity Experiment လို့ခေါ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် line လေးတွေတွေ့ရလိမ့်မယ်ဒီ line လေးတွေကတော့ Asch Conformity Experiment ရဲ့အဓိကအနှစ်သာရပေါ့အဲ့ဒါကိုကျွန်တော်တို့သူ့ရဲ့သူတေသနာကိုအရင်ဦးဆုံးကြည့်လိုက်ရအောင်အဲ့သူတေသနာမှာဘာတွေပါလဲဆိုလို့ရှိရင်သူကဒီလိုမျိုးပါဝင်အစမ်းသပ်ခံမဲ့သူတွေကိုဖိတ်ခေါ်လိုက်တယ်ဖိတ်ခေါ်ပြီးလို့ရှိရင်သူတို့ဘာပြောလဲဆိုတော့မင်းတို့ကိုငါအမြင်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေတခုလုပ်ချင်တယ်မင်းတို့မျက်စိဘယ်လောက်ကောင်းလဲဆိုပါစို့အဲ့ဒါဆိုလို့ရှိရင် तू ကလူတွေကိုပါဝင်အစမ်းသပ်ခံမဲ့သူတွေကိုဖိတ်ခေါ်တယ်အဲ့ဒီမှာသူ့ရဲ့သူတေသနာမှာဒီမှာဆိုလို့ရှိရင်ဇပွဲဝိုင်းမှာ Asch နဲ့အစမ်းသပ်ခံမဲ့လူတွေအများကြီးဝိုင်းထိုင်ပြီးတော့ပုတ်လေးကိုကြည့်နေကြတာကိုတွေ့ရလိမ့်မယ်အဲ့ဒီမှာလှည့်ကွက်လေးတစ်ခုရှိတယ်အဲ့ဒီလှည့်ကွက်ကဘာလဲဆိုလို့ရှိရင် तू ကဒီမှာပါဝင်အစမ်းသပ်ခံမဲ့သူတွေထဲမှာတစ်ယောက်ကပဲအပြင်လူကြံတဲ့လူတွေအကုန်လုံးက Asch ရဲ့တပည့်တွေကြီးပဲအဲ့တော့သူတို့ဆရာတပည့်အုပ်စုကနေပြီးတော့လူတစ်ယောက်ကိုစမ်းသပ်မှာပေါ့နော်သူတို့အဲ့ဒီလူကဘယ်လောက်ထိသူများဒီနဲ့အတူတူ conform လုပ်လဲသူများလုပ်တဲ့အတိုင်းလိုက်လုပ်လဲအဲ့ဒါကိုသူတို့တွေကသိချင်လို့စမ်းသပ်မယ်အဲ့တော့ဒီသူတေသနာမှာဆိုလို့ရှိရင်သူကဒီမှာဇွဲပေါ်မှာတင်ထားတယ်ကျွန်တော်နည်းနည်းချက်လိုက်မယ်နော်ဇွဲပေါ်မှာတင်ထားတဲ့ပုတ်ပြားလေးရှိတယ်အဲ့ပုတ်ပြားမှာသူက line လေးတွေဆွဲထားတယ်ဘယ်ဘက်မှာဆိုလို့ရှိရင်တစ် line ညာဘက်ချမ်းမှာဆိုလို့ရှိရင်3 line အဲ့တော့ဒီဟာကိုကြည့်ပြီးလို့ရှိရင်သူအဲ့ဒီအစမ်းသပ်ခံမဲ့သူတွေကိုမေးခွန်း2ခုမေးတယ်ပထမတစ်ခုကကြတော့ဒီမှာညာဘက်ချမ်းမှာ line 3 line ရှိတဲ့အထက်မှာဘယ် line ကအရှည်ဆုံးလဲဒီမှာဆိုအဖြေတစ်ခုရလာမယ်ပြီးသွားလို့ရှိရင်ဘယ်ဘက်ချမ်းမှာရှိတဲ့ line ကညာဘက်ချမ်းမှာရှိတဲ့3 line နဲ့ကဘယ် line နဲ့တူလဲဆိုပြီးတော့မေးတယ်အဲ့ဒီမေးခွန်းတစ်ခုကိုသူကအဓိကမေးတယ်အဲ့တော့သူကနီးလန်း2မျိုးနဲ့မေးတယ်ပထမဦးဆုံးအနေနဲ့လူတွေကိုတယောက်ချင်းစီမျက်နှာချင်းဆိုင်မေးတာရှိတယ်ပြီးသွားလို့ရှိရင် group နဲ့ဒီလိုမျိုး fake participant ပေါ့နော်သူ့ရဲ့လူ6ယောက်လောက်ဝိုင်းပြီးတော့မှလူတယောက်တည်းကိုမေးတဲ့ပုံစံမျိုးနဲ့မေးတယ်ပထမဦးဆုံးအနေနဲ့သူကတယောက်ချင်းစီမေးတဲ့အခါမှာလူတိုင်းနီးပါးကဒါကလည်းအရင်ကြီးခက်မဟုတ်ဘူးဆိုလူတိုင်းနီးပါးအဖြေမှန်ကိုပြောနိုင်ကြတယ်ဘယ် line ကဒီမှာအရှည်ဆုံးလဲဆိုလို့ရှိရင်ဒီမှာ line C ဆိုပြီးတော့ပြောကြတယ်အဲ့တော့ဒီဘက်ကဘယ်ဘက်ချမ်းက line နဲ့ညာဘက်ချမ်းကဘယ် line နဲ့တူလဲလို့မေးလို့ရှိရင်အကုန်လုံးက line A ဆိုပြီးတော့ပြောကြတယ်အဲ့တော့ကျွန်တော်ရုပ်တရက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဟာအဖြေမှန်နေပြီပဲဆိုတော့လူတိုင်းနီးပါးကတယောက်ချင်းစီဖြေရတဲ့အခါမှာအမှန်အတိုင်းဖြေကြတယ်ဒါပေမဲ့အခုလိုမျိုးဒီ Asch ကနေပြီးတော့မှကျန်တဲ့လူ6ယောက်သူ့လူ6ယောက်နဲ့ဝိုင်းပြီးတော့မှဖြေခိုင်းတဲ့အခါမှာဘယ်လိုဖြစ်ကြလဲဆိုတော့အဲ့ဒီလူ6ယောက်ကို Asch ကနေပြီးတော့တမင်တကာမေးခွန်းအမှားတွေဖြေခိုင်းတယ်အဲ့တော့ဒီထဲမှာအရှည်ဆုံးကဘာလဲဆိုလို့ရှိရင်မဟုတ်တဲ့ line A ဆိုပြီး6ဖြေတယ်ပြီးတော့လို့ရှိရင်ဘယ် line နဲ့ဒီဘက်ကဘယ်ဘက်ချမ်းက line နဲ့ညာဘက်ချမ်းကဘယ် line နဲ့တူလဲဆိုလို့ရှိရင် line C ဆိုပြီးတော့မှမဟုတ်တဲ့ဟာတွေ6ဖြေတယ်အဲ့လိုမျိုးဖြေခိုင်းတဲ့အခါမှာ तू ကဒီမှာ9ယောက်ဆိုလို့ရှိရင်အစမ်းသက်ခံတဲ့တယောက်ထဲသောပုံကို तू ကနံပါတ်6ဒါမှမဟုတ်နံပါတ်9လောက်မှာထားတယ်ထားပြီးလို့ရှိရင် तू ကဒီဘက်ကနေပြီးတော့ပတ်ပြီးတော့မေးသွားတယ်အဲ့တော့ဒီ line က line ရဘယ်ကအမှန်လဲဆိုလို့ရှိရင်တယောက်ကအဖြေမှားဖြေတယ်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 အဲ့ချိန်မှာဒီ participant ကဘယ်လိုလုပ်လဲဆိုလို့ရှိရင်သူတို့ရဲ့ original သူတေသနာမှာဆိုလို့ရှိရင်လူ90ရာခိုင်နှုန်းနှီးပါမှာသုံးပုံတစ်ပုံထက်ကျော်တဲ့ပုံကိုတွေကတမင်တက်တက်အမှားကြီးကိုဖြေကြတယ်သူတို့စိတ်ထဲမှာတယောက်ချင်းစီဖြေလို့ရှိရင်အမှန်တိုင်းဖြေပေမဲ့တကယ်တမ်း group ကဒီ group ကအမှားကြီးပြောတဲ့အခါမှာသုံးပုံတစ်ပုံထက်ပိုများတဲ့ပမာဏ90ရာခိုင်နှုန်းနှီးပါးလောက်ကအမှားတွေဖြေကြတယ်။ဘာကြောင့်လဲဆိုတော့သူတို့ပြန်ပြီးတော့မေးတဲ့အခါမှာသူ့ရဲ့အဖြေကမှားသွားလိမ့်မယ်လို့ဒီတိုင်းမျက်မြင်အရာကြီးအောင်မှန်နေတာတော့မှနော်။ကျန်တဲ့သူတွေအဖြေမှားတွေဝိုင်းဖြေကြတယ်ပေါ့။သူ့အဖြေကလည်းမှားသွားမယ်လို့ထင်လို့ဖြေတဲ့သူကလည်းရှိတယ်။တချို့ကြတော့လည်းအများနဲ့မဆန့်ကျင်လို့အဖြေအမှားကိုပြောလိုက်တာပါဆိုပြီးတော့ပြန်ပြောကြတယ်။အဲ့တော့ဒါရက်တော်တော်ဆိုရယ်နော်ကျွန်တော်မြန်မာမှာဆိုလို့ရှိရင်လည်းရှိရလေအများကြီး ego ကျွဲဖက်ဆိုတဲ့ပုံစံမျိုးပဲအဲ့တော့ဘေးနားလူတွေရဲ့လုတ်တဲ့ပုံစံအတိုင်းဘေးနားလူတွေရဲ့အပြုတ်မှုတိုင်းကျွန်တော်တို့တွေကလိုက်လုတ်ချင်စိတ်လူတော်တော်များများမှာလူအများစုမှာရှိတယ်လို့ဒီသူတေသနာဖော်ပြနေ
အဲ့တော့ Solomon Ash ကလည်းဗာပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လူမှုအတိုင်းဝိုင်းထဲမှာတဲ့အဲ့လိုမျိုးတကယ်တမ်းလူတွေကညံရှိတယ်เนาะအကျင့်စာရိတ္တလည်းကောင်းတယ်ဒါပေမဲ့အများလုပ်တဲ့အတိုင်းလိုက်လုပ်ခြင်းစိတ်ကအပြင်းပြနေတဲ့အတွက်ကြောင့်မလို့သူများကအဖြူကိုအမဲလို့ပြောလို့ရှိရင်ဒီလူတွေကလည်းညံကောင်းတယ်เนาะအကျင့်စာရိတ္တကောင်းတဲ့လူတွေကလည်းအဖြူကိုအမဲလုပ်ဖို့အတွက်ဝင်မလေးကြဘူးလို့ Ash ကပြောတယ်ဒါကတော့သူ့ရဲ့ အင်မတန်မှထင်ရှားတဲ့သူတေသနာဖြစ်ပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ် social study တွေအများကြီးရှိတယ်ကျွန်တော်လည်းအဲ့ဒါတွေစိတ်ဝင်စားတော့လိုက်ရှာကြည့်ပြီးတော့တော်တော်လေးကိုလည်းသဘောကျတယ်အဲ့တော့အခုဗီဒီယိုကြည့်နေမိတ်ဆွေလည်းအခုကျွန်တော်ပြခဲ့တဲ့ Ash ရဲ့ study အပြင်နောက်ထပ်သူတေသနာတွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင် YouTube မှာပဲဖြစ်ဖြစ် Google မှာပဲဖြစ်ဖြစ် social conformity ဆိုတဲ့ keyword တွေနဲ့ရိုက်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုး research တွေအများကြီးထွက်လာနိုင်မယ်ဒီ Ash ရဲ့သူတေသနာကိုလည်း YouTube မှာကြည့်လို့ရတယ်သူတို့အမှားတွေဘယ်လိုမျိုးပြောလို့ participant တယောက်ကအမှားတွေလိုက်ပြောလဲပြောလို့ရှိရင်ဒီ social conformity ဆိုပြီးတော့ရိုက်လိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာတွေရှိတယ်။ဥပမာဓာတ်လေကားထဲဝင်လာလို့ရှိရင်သူတေသနာလုပ်တဲ့သူတွေကဓာတ်လေကားထဲကျွန်တော်တို့ဝင်တယ်ဆိုလို့ရှိရင်ဓာတ်လေကားထဲဝင်ပြီးရတယ်တကားဘက်ကိုမျက်နှာပြန်လှည့်ပြီးရက်ကြတယ်။ဒါပေမဲ့အဲ့သူတေသနာမှာလာသမျှလူတွေအကုန်လုံးကဓာတ်လေကားထဲဝင်တာနဲ့တကားဘက်ကိုကြောပေးပြီးတော့ဟိုးဓာတ်လေကားကြောဘက်ကြီးကိုပဲမျက်နှာမူရက်နေတဲ့အချိန်မှာဝင်လာတဲ့အစ်စ်တော်သူတွေကဘာလုပ်ကြလဲ။အဲ့ဒါတွေကိုလည်းသူကဒီ social conformity နဲ့အများကြီးလုပ်ထားရရှိတယ်။ပြီးတော့လို့ရှိရင်နောက်ထပ်ဒီဆရာဝန်နဲ့သွားတွေ့တဲ့အခန်းပေါ့နော်ဒီ waiting room ထဲမှာဆိုလို့ရှိရင်လည်းလူတွေအများကြီးဝိုင်းထိုင်တယ်ပြီးတော့လို့ရှိရင် ting ဆိုပြီးတော့ supermarket တွေမှာကြားတဲ့ပုံစံမျိုး ting ဆိုတဲ့အတန်ကြားလိုက်တာနဲ့အဲ့ဒီလူတွေအကုန်လုံးကမတက်ထရက်ကြတယ်ပြီးတော့လို့ရှိရင်ပြန်ထိုင်တယ်နောက်ထပ်9မိနစ်လောက်နေလို့ ting ဆိုလို့ရှိရင်မတက်ထရက်ကြတယ်ပြီးရင်ပြန်ထိုင်ကြတယ်အဲ့ဒီ group ထဲကိုအပြင်ကအစမ်းတိုက်ခံလူတက်ကိုထည့်လိုက်တဲ့အခါမှာအဲ့ဒီလူကဘယ်လိုပြုတ်မှုလဲပြီးတော့လို့ရှိရင်အဲ့လိုမျိုး group like မတက်ရက်လိုက်ထားလိုက်ထိုင်လိုက်လုပ်တဲ့လူတွေတယောက်ပြီးတယောက်ဆရာဝန်နဲ့တွေ့မယ်ဆိုပြီးထွက်သွားပြီးတော့နောက်ဆုံးသူတယောက်တည်းကြံတဲ့အခါမှာရောအဲ့ဒီ social conformity ကိုဘယ်လောက်ထိအောင်မှလူတွေကလိုက်နာခြင်းစိတ်ရှိတယ်ဆိုတာကိုအဲ့ဒီသူတေသနာတွေမှာလိုက်ပြီးတော့မှကြည့်လို့ရတယ်အဲ့ဒီဗီဒီယိုတွေကအရန်ကိုစိတ်ဝင်စားဖို့ကောင်းပြီးတော့မှရှာလဲလွယ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေအနေနဲ့စိတ်ဝင်စားရဆိုလို့ရှိရင် search လုပ်ပြီးတော့မှဆက်ကြည့်ဖို့အတွက်ကျွန်တော် recommend လုပ်ပေးခြင်းတယ်အဲ့တော့ဒီ social conformity the urge to conform ဆိုတဲ့သဘောတရားနဲ့ဆက်ပြီးတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာဘာတွေသတိပြုဖို့လိုလဲဆိုလို့ရှိရင်အဓိကသတိထားမှာကကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ social pressure လူတိုင်းစီမှာ social pressure တွေရှိတယ်တခြားလူတွေပတ်ဝန်းကျင်တွေလုပ်တဲ့အတိုင်းလိုက်လုပ်ခြင်းတွေရှိတယ်ပြီးရင် group norms ပေါ့နော် community တွေအဖွဲ့အစည်းတွေမှာဆိုလို့ရှိရင်တခုခုမှားနေဆိုရင်တော့ကျန်တဲ့သူတွေကအမှားမမြင်ဘူးဆိုလို့ရှိရင်ကိုကလည်း group နဲ့ဆန့်ကျင်ပြီးမလုပ်ချင်တဲ့အတွက်ကြောင့်မလို့အမှားကြီးကိုလိုက်ပြီးတော့မှမျက်စိစုံမှိတ်ပြီးလိုက်သွားတာမျိုးတွေရှိတယ်နော်အဲ့တော့လူသားတိုင်းမှာ our tendency to conform သူများလုပ်တဲ့အတိုင်းလိုက်လုပ်ခြင်းစိတ်ကအနည်းနဲ့အများရှိတယ်အဲ့အတွက်ကြောင့်မလို့ဒါကိုအမြဲတမ်းသတိပြုဖို့လိုတယ်အကယ်၍အခုဗီဒီယိုကြည့်နေမိတ်ဆွေကဆုံးဖြတ်ချက်တွေပို့ပြီးတော့မှပြတ်သားလာခြင်းနဲ့ထက်မြက်လာခြင်းနဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ပိုကောင်းလာခြင်းနဲ့ဆို the urge to conform လူတိုင်းမှာရှိတဲ့စိတ်ကိုသတိထားဖို့လိုတယ်ပြီးတော့ရှင်ရွေးချယ်မှုတွေဆုံးဖြတ်မှုတွေလုပ်တဲ့အခါမှာကိုမေးခွန်းပြန်မေးဖို့လိုတယ်ငါကဒီအလုပ်ရက်ကိုဒီရွေးချယ်မှုဒီဆုံးဖြတ်ချက်ဒီအပြုမှုကိုငါရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လွတ်လပ်လုပ်တာလားဒါမှမဟုတ်လို့ရှင်ပတ်ဝန်းကျင်ကလူတွေကလုပ်တဲ့အတိုင်းကိုလိုက်လုပ်တာလားငါဒါကြီးကိုအမှားလို့မြင်မိမယ်ငါဒါကြီးကိုမှားနေလို့ထင်မိမယ်ပတ်ဝန်းကျင်ကလူတွေအကုန်လုံးကအမှန်လို့ယူဆနေကြတဲ့အတွက်ငါကိုယ်တိုင်ကလည်းအမှားကြီးကိုအမှန်လို့ယူဆပြီးဆက်လုပ်နေမှာလားအဲ့လိုမဟုတ်ဘူးဆိုလို့ရှင်ကျွန်တော်တို့တွေကတတိရှိနဲ့ group ကိုပြန်ပြီးတော့မှထောက်ပြနိုင်ဖို့လိုတယ်ဝေဖန်နိုင်ဖို့လိုတယ်ပြီးသွားလို့ရှိရင်ဒီ group နဲ့လိုက်ပြီးတော့မှဆုံးဖြတ်ပြီးတော့လောက်ကင်ဂျင်စိတ်တွေကိုလည်းအမြဲတမ်းကိုပြန်ပြီးတော့မှသုံးသပ်နေဖို့လိုတယ်ဒီလိုသုံးသပ်နေမှဒါကျွန်တော်တို့တွေက social conformity ရဲ့သားကောင်မဖြစ်တော့ဘဲနဲ့အများကြီး ego ကျွဲဖက်တဲ့သူမဖြစ်တော့မှသိကြပါတယ်နော်အဲ့တော့ဒီဥစ္စာလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့သူတေသနာဖြစ်ပါတယ်ဒီသူတေသနာကလည်းစိတ်ဝင်စားရဆိုလို့ရှိရင်နောက်ထပ် additional research တွေအများကြီးရှိလို့ YouTube မှာဆက်ပြီးတော့လေ့လာဖို့လည်းကျွန်တော်တိုက်တွန်းချင်ပါဒီ video series ထဲမှာလည်းနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့စိတ်ပညာသူတေသနာတွေနဲ့တက်ရောက်မှုတွေအများကြီးကိုဆက်ပြီးတော့ပြပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်ပြန်တွေ့ဖို့မျှော်လင့်ပါတယ်ဒီဗီဒီယိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်